ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Peter Channel နဲ့ကြိုဆိုလိုက်ပါဒီနေ့မှာတော့ရင်ကင်တော့မှာဖြစ်ပါတယ်ရင်တစ်ခေါက်ကလည်းရင်ကင်မှုအတိုင်းပဲ UI ရဲ့တောင်းဆိုချက်အရကျွန်တော်ရင်ကိုဒုတိယခေါက်ကင်တာဖြစ်ပါတယ်အားလေးဆိုတော့ Luffy က AD မပွင့်တဲ့အတွက်ကျွန်တော် AC ပြင်လို့ရတယ်ပေါ့ Luffy က 1P တောင်းမရှာပဲနဲ့ MMPP ထဲမှာဘာကြီးလာလုံနေလဲမသိဘူး Luffy ဆိုမှ 1P Season 2လည်းကြည့်ပြီးကြရလားမသိဘူးတခြားတော့ Live Action ကဆိုတော့မဆိုပါဘူး Live Action တွေထဲမှာအကောင်းဆုံး Live Action လို့ပြောလို့ရတယ်ပေါ့ကျွန်တော် AD ပွင့်ပြီဆိုတော့ Luffy ကိုခဏစောင့်နေတယ်Luffy ပေါ်လာပြီဆိုတော့ねကျွန်တော်လက်သီးနဲ့တွားပြီးတော့ကတ်ပြီးတော့ AD ရဲ့ထည့်ပြီးခဲပြီးချုပ်ပြီးစတိုက်ရိုက်တယ်ဗျာဒီချိန်မှာတော့အနည်းဆုံးတော့အနိုင်ကျင့်ရကြတယ် Luffy ကဘာလို့လဲဆိုတော့သွေးနေတော့ကျွန်တော်မရဘူးမရပြီသူ flicker နဲ့ပြေးတယ်ပြီးပြီကျွန်တော်လိုက်မယ်ဝိုင်းနဲ့ထပ်ကြွတယ်ဗျာLuffy က AD မဝင်သေးဘူးဆိုတော့ကျွန်တော် AD ပွင့်ပြီဆိုတော့ဟိုနိုင်ကျင့်တယ်ပေါ့Luffy ကမကြည့်ဘဲနှွဲတော့ပါဗျာသူလည်း AD ပွင့်ပြီဆိုတော့မြန်တက်လာကျွန်တော်တိုက်ခိုင်းမှာဖြစ်ပါတယ်ကျွန်တော်1 3ပြီးကတ်တယ်ကက်ပြီးကျွန်တော် AD ရဲ့ထည့်ပြီးဆိုမှသူစပယ်ကျွေးပါဗျာဖြစ်ချင်တော့သူစပယ်ရတဲ့ damage ဒါပေမဲ့ကျွန်တော်လည်းပြန်ကျွေးရဗျာအချောကျွန်တော်နိုင်ပြီထင်တဲ့အတွင်နဲ့အမှ hyper ရဘလို့ဝင်လာမှန်းမသိဘူး hyper ဝင်လာတယ်ဝင်လာတော့ကျွန်တော်လည်းခဏဖတ်ဖို့လုပ်ပြီးရေခဲနဲ့ခဲပေးထားတယ်ခဲပြီးအမှ messman နေလည်းပါတော့ကျွန်တော်လည်းမနိုင်တော့ဗျာအဲ့တော့ကျွန်တော်အသက်ခံနေရအောင်ကျွန်တော်တို့ hyper နဲ့တန်ပါလုပ်နေတွေ့လားလိမ့်စားနေဗျာဒါပေမဲ့လိမ့်ရခဲ့လားဆိုတော့လေလေလူခံနိုင်ရကြည့်နေကျွန်တော် high fire ကောင်းချက်အမှန်တန်စုပြီးချင်မောင်းကောင်းဝင်ပြီးလူသွားဗျာ anime ရဲ့ Luffy ရဲ့တကယ် anime တဲ့ Luffy ပါပဲသူမနိုင်မချင်းကျွန်တော်ကိုပြင်းဖို့လုပ်တယ်ဗျာကျွန်တော်လည်းတရားမျှတအောင်လို့ကျွန်တော်သူ့ကိုဘာစပယ်မှမတုံးပုံမှန်တိုင်းပဲ1 3ပြီးထိုးပြီးတော့ထည့်မယ်ထည့်ပြီးတော့1နဲ့ space နဲ့တော့ပဲချုပ်ပြီးစလိုက်တူပါဗျာသူကြီးကိုကြီးပေါ့ဗျာမြင်မြတ်တဖြစ်အောင်မရဘူးနိုင်မှာမဟုတ်ဘူးကျွန်တော်တခါလေကျ brother လို့မျိုး brother ကိုဘယ်လောက်ပဲချစ်သူကမုန်းပြီဆိုလုံးဝမုန်းပြီပဲကြည်အောင်မရအောင် Luffy ကအသေးနွဲကျင်တယ်ကျွန်တော်လည်းမရအောင်တရားမျှတအောင်ကျွန်တော်လည်းဝိုင်းနဲ့ကျွေးပြီးချုပ်ပြီး AD ရဲ့ချုပ်ပြီးကျွန်တော်ခဲပြီးတော့ပြင်းနေဗျအဲ့ကြနေနဲ့မမြတော့သူ AD 3ကျင်တော့မရတော့ဒါပေမဲ့သူပြေးမယ်ကျွန်တော် blind မဲ့ထိုးတယ် blind မဲ့တစ်ချက်ပဲထိုးတယ်သူ့လိုမျိုး AD တော့မသုံးထိုးတယ်ဝမ်းကျွေးအော်တိုကိုကေးရတာအဲ့ကြောင့်ပြောရဲရှေ့ဗီဒီယိုမှာလိုပဲရှင်ကနေထူးနိုင်ရင်တပင်းလို့ဒီတစ်ခါတော့ကျွန်တော်လေးရတော့အားလေးကိမှမိုက်တက်ကိုမကျင်းတဲ့အတွက်ကျွန်တော် AD ရဲ့ထည့်ပြီးကျွန်တော်စလိုက်ကိုထိုးတယ်ထိုးတော့သူထွက်ပြေးမှာဆိုကျွန်တော်ခဲပြီးတော့ထိုးတာပြီးတော့ blind light ထိုးတယ် plain light ထိုးတယ်လက်သီးတွေနဲ့ဒါပေမဲ့နိုင်သွားတယ်နော်စီးပွားရေးပြင်ထွက်တော့ wine song မဲ့လူရှိရတယ်ကျွန်တော်လည်းပတ်ထားတယ်ခဏအဲ့ဒါကျွန်တော်လေလမ်းမှာပတ်တယ်ဝင်တော့အပေါ်လမ်းမှာ Luffy ရဲ့တာဝါချိုးတော့ဒီကောင်ကိုမကျင်းတော့ဒီကောင်ကိုတက်ဖို့တော့ကျွန်တော်ချောင်းနေရဗျာကျွန်တော်ချင်းနေလို့ရှိရင်ကျွန်တော်တို့ဘက်ကဆေးပဲဝင်ပိုင်းနေမှာဝင်ပိုင်းတော့ကျွန်တော်လည်းရမလားဆိုဝင်ထိုးမရခဲ့ဘူးဗျာမင်းတို့ငါ့ကိုအဲ့လောက်ကြီးမုန်းနေရတယ်ငါဘာကောင်းမှမဟုတ်ဘူးလေကွာအေးလေဘာကောင်းမှမဟုတ်လို့တတ်တာပေါ့ဒီတခါနဲ့ Luffy ကိုခြုံကိုပြီးတိုက်ပေါင်းစောင့်နေဗျာဒီကောင်ကအလာကိုစောင့်နေရွာပြန်လန်းနေစောင့်နေဗျာစောင့်နေနေနဲ့လာပြီးဆိုတော့ကျွန်တော်1နဲ့ဝင်ပြီးချုပ်ပြီး AD ရဲ့ထည့်ပြီးတော့ဒီကောင်ထွက်သွားရင်ပဲဒီကောင်နိုင်မလားထင်ကျွန်တော်ခဲပြီး play မထိုးရနော်ဘာမှမလုပ်သူတို့မစပယ်တော့မလုပ် play မလိုက်ထိုး damage ကကျွန်တော်အဲ့လောက်ထွက်တာဖြစ်ကျွန်တော် sky ပြေးတာလည်းရှိနေလို့လည်းပါတယ်နောက်တော့ထပ်ပြီးရွာဝင်လန်းနေထပ်ဆောင်နေဗျာ Luffy ထွက်လာပြီဆိုတော့ကျွန်တော်ကြုတ်ဖို့လည်းစောင့်နေဒီကောင်ဒီနားဒီဖြစ်ကျွန်တော်ဒီမြေပေါ်ကွာဒီမြေပေါ်ကဒီနေရနေပါဖြိုထားဝင်လို့ရအဲ့နဲ့ဝင်နေမယ်ဒီကောင်စပယ်3ခုပြီးကျွန်တော်စတိုက်ပြင်းနေခုန flicker 3တာ flicker ကတစ်ခါ3120မိနစ်ကြာ120 second ဆိုရင်မှ120 second ကြာရဲဆိုတော့10မိနစ်ခွဲလောက်ကြာဒီကောင်တေးတာအဲ့လောက်မကြာဘူးအဲ့တော့ဒီကောင်တော့ flicker မရှိဘူးသိရအတွက်ကျွန်တော်တစ်ခါတက်လိုက်တာပေါ့ပြီးတာအတွက်ချက်ကောင်းတယ်ဟုတ်တယ်မလားဟိုဒီတနာပါလူဖီအောက်ရောက်သွားရင်ဒီကောင်အပေါ်လန်းကိုမတက်လာရင်ဒီကောင်အပေါ်လန်းထွက်တာနဲ့ကျွန်တော်တက်တာဆိုတော့ဒီကောင် online ရောက်သွားအဲကျွန်တော်တောင်ဝါပဲချိုးပေးလိုက်တယ်လောနောက်ကလိုက်ပြီးတော့အဲ့နဲ့ကျွန်တော် anime ရဲ့ pattern ကိုကျွန်တော်သွားထည့်ဖို့လို့ anime ရဲ့ pattern ကိုကျွန်တော်စတော့ဒီဘောတက် item နဲ့မစောကိုထည့်ပြီးကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးကျွန်တော်အတီးရိုက်တယ်ဗျာခဲရိုက်ဒါပေမဲ့ anime ရဲ့တက်မားနဲ့ကျွန်တော်သူ့ item ခဏနေမှာစစ်ကြည့်အောင်ဒီကောင်တက်မယ်ဆိုရတည်အဲ့နဲ့ကျွန်တော်ထွက်ပြေးလာရခဏဒီကောင်တန်မန်းတင်ကျွန်တော်ဘယ်လိုထည့်မလဲဟုတ်တယ်မလား brother လိုမျိုးပဲသူမှမန်းတင်ဘာလို့ချစ်ခဲ့ပါမလဲဒီခေါက်တော့ဘယ်တကောင်လဲကျွန်တော် anime hyper ကိုကိုင်းနဲ့ထည့်ဖို့လုပ်တယ်ပေါ့ထည့်ပြီးတော့သွားတယ်ကျွန်တော် stand ပေးတယ်စတိုက်ကို stand ပေးတာဒါပေမဲ့လောကတော့ကျွန်တော် hyper ရလိုက်တယ်ပေါ့အဲ့ဒါတော့တခုမြတ်တယ်ပေါ့အဲ့တော့ပွဲလေးကပြီးပေါ့ပွဲလေးကပြီးဆို anime ဘက်ကိုကျွန်တော်လုံးဝနိုင်တဲ့အတွက်ကျွန်တော်ပွဲပြီးသွားတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုဖြစ်နေလဲတာဝါပြိုတဲ့အချိန်မှာကျွန်တော်ပုံပါရင်ကျွန်တော်ပြေးတယ်ပေါ့ရောင်းပြေးကျွန်တော်လည်းဖက်နှက်မဆက်သေးဘူးတပွဲလုံးဖက်နှက်မဆက်အဲအကြောင်းကနီးနေရပါလားဆိုဖက်နှက်ဆက်ဖို့လုပ်နေလို့ရှိသေးတယ်ဗျာဒီကောင်နဲ့တာဝါချိုးလိုက်ပြီကျွန်တော်ကောင်းနေတာဝါချိုးရတော့ကျွန်တော်လည်းပက်ပြေးရောင်းလိုက်တယ်လိုက်မြတ်တိုင်းမနိုင်ရဘူးဟိုကောင်တာဝါကြီးချိုးသွားရင်ဆိုတော့ကျွန်တော်လည်းမတတ်နိုင်တော့
အဲ့ဒါနောက်ဗီဒီယိုမှာပါ hero လေးကိုင်ပြတင်လဲဆိုတာ comment မှာမှတ်သွားပြီအောင်နော်ဗီဒီယိုလေးနောက်ကျရတော့တစ်ချက်တောင်းဝင်တယ်ဗျကျွန်တော်လည်းမအားနေတဲ့အတွက်နောက်ကျသွားပါနော် brother တို့သူမကိုချစ်ခဲ့လို့နောက်နောက်ရနေမယ်ဆိုကျွန်တော်ဗီဒီယိုလေးကြည့်ပြီးနောက်နောက်မရအောင် like and subscribe လုပ်တော့မမေ့နဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့မယ်ကျေးဇူးပါ